အားလုံးပဲမင်္ဂလာပါအေးက channel လေးကကြိုဆိုပါရစေကျွန်တော်ဒီတစ်ခါပြနေတာကတော့ကျွန်တော်ရဲ့ဒီတပတ်တစ်ခေါက်ကမ်းခြေရောက်စီစဉ်မှာအခုကျွန်တော်ရောက်နေတာကတော့ကျွန်တော်တို့ဒီ banana ကမ်းခြေလို့ခေါ်တဲ့နေရာပေါ့ဒါတော့ကျွန်တော်ဒီကြောက်ဆောင်တွေဘက်ကနေမြင်ရတဲ့ view ကိုပြပေးတာဖြစ်ပါတယ်လူတွေလည်းရမ်းကြီးတော့မများဘူးပေါ့ကြောက်ဆောင်တွေနေရာပေါ့ဒီဘက်ချမ်းမှာဆိုရင်ကျွန်တော်ကြောက်ဆောင်တွေရှိရပေါ့နော်ကြောက်ဆောင်တွေရှိရကြောက်ဆောင်မှာတက်ပြီးတော့ဒါစော့နေအောင်ခုကမှာတော့နေရာတိုင်းမှာကမ်းခြေတွေအများကြီးရှိတဲ့အတွက်တစ်နေ့ကိုတစ်ခုဖြစ်ဖြစ်တစ်ပတ်တစ်ခါပေါ့မတူတဲ့ကမ်းခြေတွေသွားပြီးတော့လေ့လာလို့ရပါကျွန်တော်ဖေးရဟိုးအဲ့ဘယ်နာတော့မစောနဲ့ဒီနေရာလေးကဘာအားသာချက်လဲဆိုတော့လူရှင်းတယ်ပေါ့နော်လူရှင်းတယ်နားတဲ့လူလည်းနေတယ်ကျန်တဲ့ဒီဟိုဘက်နဟန်တို့အခြားကတားဘက်ကကမ်းခြေတဲ့ဆိုင်ရင်လူနေပြီးတော့ရေတန့်တယ်ပေါ့အဲ့တော့တော်တော်များသဘောကျတဲ့နေရာဖြစ်ပါတယ်ဥစ္စာဒီဘက်နားမှာကားပါကင်လည်းလုပ်ထားတာဆိုတော့တော်တော်အဆင်ပြေသွားတယ်ပေါ့လာရတာလေကားထားလို့လည်းအဆင်ပြေတဲ့နေရာတစ်ခုဖြစ်ပါတယ်အဲ့တော့ကျူးလေးလှတယ်ပေါ့ဒါလည်းလူကတော့ကျန်တဲ့ကမ်းခြေတဲ့ဆိုင်နေတယ်ပေါ့ဒါလေးပြပေးကြဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်